ကိုမင်းသူကကုံတင်ကားလေးတစ်စီးနဲ့တောင်ကြီးကနေအဝတ်အထုပ်ထဲတွေတင်ပြီးညဖက်ဆင်းလာတာပါကိုပေါ်လောင်ဖက်မပါပဲတယောက်ထဲမောင်းလာတာဖြစ်တယ်လို့လမ်းကလည်းတောင်ဆင်းလန်းဆိုတော့အာယုံကိုစိတ်ထားရတယ်ည7 နာရီကျော်ပြီမို့လမ်းပေါ်မှာတခြားကားတွေလည်းတိတ်မရှိတော့ပါဘူးရင်းမပင်တောင်ဆင်းကကွေးပတ်လွန်းတာကြောင့်ကိုမင်းသူဂီယုတစိုက်မောင်းနေရင်လမ်းမေးက45 မိုင်ဆိုတဲ့မိုင်တိုင်လေးကိုဖျက်ကျော်လိုက်တယ်လမ်းကတိတ်ဆိတ်လွန်ပြီးမြူတွေကလည်းကားရှိမီအောင်မှဝေဝါးနေပါတယ်9 မိနစ်လောက်ဆက်မောင်းပြီးတဲ့နောက်အကွေ့တစ်ခုအရောက်မှာကိုမင်းသူအံ့ဩသွားတယ်လမ်းမေးက45 မိုင်ဆိုတဲ့မိုင်တိုင်ကိုပဲသူထပ်တွေ့ရလိုက်လို့ပါငါမျက်စိမားနေရလားသူတွေးမိပေမဲ့ဂီယုမဆိုင်ပဲဆက်မောင်းခဲ့တယ်ဒါပေမဲ့နောက်ထပ်10 မိနစ်လောက်အကြာမှာအကွေ့တစ်ခုကိုချိုးလိုက်တာနဲ့45 မိုင်ဆိုတဲ့မိုင်တိုင်ကသူ့ရှေ့မှာတည်ကိုမင်းသူကားကိုရပ်လိုက်တယ်ကားအင်ဂျင်တန်ကိုတက်လိုက်တဲ့အချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးကဦးနေအောင်တိတ်ဆိတ်သွားတယ်သူကားပေါ်ဆင်းပြီးမိုင်တိုင်ကိုလက်နဲ့တဆန်းကြည့်တယ်တကယ်ကိုမှကြောက်တဲ့အစ်စ်သူစိတ်လှုပ်ရှားလာပြီးမိုင်တိုင်နားကမြေကြီးပေါ်မှာကြောက်ခဲနဲ့ X အမတ်သားလှုပ်ခဲလိုက်တယ်သူကားပေါ်ပြန်တက်ပြီးအစွမ်းကုန်နင်းတယ်10 မိနစ်15 မိနစ်လမ်းကတော့ဆုံးမှာမဟုတ်တဲ့အတိုင်းပဲအကွေ့တစ်ခုလည်းချိုးလိုက်ရောရှေ့မှာမြင်လိုက်ရတာက45 မိုင်ဆိုတဲ့မိုင်တိုင်နဲ့သူစောနာကရေးခဲ့တဲ့ X အမတ်သားကိုမင်းသူကြောပြင်တစ်ခုလုံးအေးဆက်သွားတယ်သူဟာနေရာတစ်ခုထဲမှာတင်ဆက်ဝိုင်းပတ်တယ်လို့ပိတ်မိနေတာကီလိုမီတာတွေတက်နေပေမဲ့နေရာမရွှေ့ဘူးသူကြောင်းလဲနေကြနဲ့ကားထဲမှာတင်ဖျားစာတွေရွတ်နေမိတယ်ရွတ်နေရင်နောက်ကြည့်မှန်သူကြည့်မိသွားတယ်ကားရဲ့နောက်ခန်းကုံတွေထားတဲ့နေရာမှာအဝတ်ထုတ်တွေကြားထဲကနေလူတစ်ယောက်ရဲ့ခေါင်းလိုတတဲ့လေးကပြူးထွက်နေအောင်မြင်လိုက်ရတယ်မောင်နေလို့မျက်နှာကိုတေချာမမြင်ရပေမဲ့အဲ့ဒီလူကသူ့အဖက်ကိုလှည့်ပြီးတော့စိတ်ကြည့်နေအောင်သူသိတယ်ထူးဆန်းတာကကားကွေးလိုက်တယ်အဲ့ဒီလူရဲ့ခေါင်းကကားကွေးတဲ့ဖက်ကိုလိမ့်မရိုင်းမနဲ့တက်တက်ယူငိမ့်နေရပါပဲကိုမင်းသူစိတ်ကိုတင်းပြီးတော့ကားမှန်ကိုအကုန်ချလိုက်တယ်ငါ့ကိုလွတ်ပေးပါငါဘာအမလှုပ်ခဲလို့လဲအော်ချင်မိမယ်သူ့အတန်ထွက်မလာခဲ့ဘူးအဲ့ဒီချိန်မှာသူ့နာထဲကနေအဖိုးအိုတယောက်ရဲ့အတန်လိုမျိုးတူတူလေးကြားလိုက်ရတယ်မင်းမောင်နေတဲ့လမ်းကိုမကြည့်နဲ့မင်းသွားချင်တဲ့နေရာကိုပဲအာရုံပြုပြီးနှလုံးမိတ်ပါကိုမင်းသူတခြားနည်းလမ်းမရှိတော့ပဲအဆုံးလမ်းကိုမကြည့်တော့ပဲစတီယာရင်ကိုတင်းဆောက်မျက်လုံးကိုမိတ်ပြီးတော့တောင်ချီကိုရောက်ရမယ်ဆိုတဲ့စိတ်နဲ့လီဗာကိုနင်းချလိုက်တယ်ဝုန်းဆိုတဲ့အတန်နဲ့အတူကားအတုံခါသွားပြီးကိုမင်းသူမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါသူ့ရှိမှမြင်လိုက်ရတာက44 မိုင်ဆိုတဲ့မိုင်တိုင်ပတ်ဝန်းကျင်တွေမှာလည်းတခြားကားရဲ့မီးရောင်တွေလမ်းမြင်နေရတယ်သူကားကိုလမ်းဘေးထိုးရပြီးတော့နောက်ခန်းကိုတဆစ်ကြည့်တယ်ဘယ်သူမှမရှိဘူးဒါပေမဲ့အဝတ်ထုတ်တွေကြားမှာရွှွန့်ပေနေတဲ့ခြေရာကြီးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီခြေရာကကားထဲဝင်လာတဲ့ခြေရာတော့မဟုတ်ကားထဲကနေအပြုံထွက်သွားတဲ့ခြေရာမျိုးကိုမင်းသူအဲ့ဒီနေ့ကစပြီးတော့ညဘက်ကားမောင်းတဲ့အခါအမြဲအဖို့ခေါ်ရတတ်တယ်လို့အခုလိုကြုံခဲ့ရတဲ့ရင်းမပင်တောင်စင်လန်း45 မိုင်အကွေးရောက်တိုင်းလေကြောက်စိတ်တွေဝင်နေစေပါပဲ